ဘောက set bar မှာ base ဆိုပြီးတော့ရှာပေးပါပြီးရင် image creator ဆိုတာကိုနေပေးပါ description မှာပေးထားတဲ့စာတွေကို copy ယူလိုက်ပါပြီးရင် page ဆိုတာကိုနေပေးပါပြီးရင် create ဆိုတာကိုနေပေးပါဒါဆိုရင်တော့ make clip ပုံလေးတွေရောက်သွားပါပြီအားလုံးပဲမင်္ဂလာပါ Plus Studio ကကြိုဆိုပါရစေဒီနေ့မှာတော့အခါကျ profile ပုံလေးတွေလက်တကူပြုလို့နေကိုတင်ဆက်ပေးပါမယ်ကျွန်တော်ရဲ့ channel ဟာနေပညာဆိုင်ရာ video တွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်စိတ်ဝင်စားရင် subscribe လုပ်ထားဖို့တောင်းဆိုပါရစေခုလိုမျိုး profile ပုံလေးတွေပြုလုပ်ဖို့အတွက်ဆိုရင် Bing ဆိုတဲ့ application ကို download ဆွဲပေးရပါမယ် download ဆွဲဖို့တဲ့ Play Store ထဲကိုသွားပေးပါပြီးရင် Boga Search Bar မှာ Bing ဆိုပြီးတော့ရှာပေးပါဒီမှာပေါ်လာတဲ့ Microsoft Bing ဆိုတာကိုနေပေးပါပြီးရင်တော့ install ကိုနေပြီး download ဆွဲပေးပါနော် download ဆွဲတာပြီးသွားရင်တော့ Play Store ထဲကနေအပြင်ကိုထွက်ပါမယ်ပြီးရင် best ဆိုတဲ့ application တွေကိုသွားပါပထမဆုံးအနေနဲ့ပုံတွေမလုပ်ခင်မှာကျွန်တော်တို့ကအကောက်ဖွင့်ပေးရပါမယ်အကောက်ဖွင့်ဖို့တဲ့ဆိုရင်ပေါ်ကလူပုံလေးကိုနေပေးပါပြီးရင် tag to sign ကိုနေပေးပါဒီညမှာ message က Microsoft အကောက်ကိုထည့်ပေးရပါမယ် Microsoft အကောက်ရှိပြီးသား message တွေကတော့အကောက်ထည့်ပြီးတော့ next ကိုနေပေးပါတကယ်လို့ message က Microsoft အကောက်မရှိသေးဘူးဆိုရင်တော့ပြပြထားတဲ့ create one ဆိုတာကိုနေပေးပါပြီးရင်တော့ message ရဲ့ folder မှာရှိတဲ့ Gmail ကောက်ခုကိုထည့်ပေးပါထည့်ပြီးတော့ရင် next ကိုနေပေးပါပြီးရင်တော့ password တစ်ခုထည့်ပေးပါ password ထည့်ပြီးတော့ရင် next ကိုနေပေးပါဒီမှာကမိတ်ဆွေရဲ့နာမည်ကိုပေါ်နဲ့အောက်ခွဲပြီးတော့ထည့်ပေးပါဥပမာနေတိုးဆိုရင်ပေါ်မှာကနေဆိုပြီးတော့ထည့်ပါအောက်မှာကတော့တိုးဆိုပြီးတော့ထည့်ပေးပါပြီးရင်တော့ next ဆိုတော့ကိုနေပေးပါဒီမှာကမိတ်ဆွေရဲ့မွေးနေ့ကိုထည့်ပေးပါအရင်ဆုံး country and region ဆိုတဲ့နေရာမှာမိတ်ဆွေမွေးတဲ့နိုင်ငံကိုရွေးပေးပါပြီးရင်အောက်က match ဆိုတော့ကိုနေပေးပါပြီးရင်တော့မိတ်ဆွေမွေးတဲ့လကိုထည့်ပေးပါထည့်ပြီးတော့ရင်လေက day ဆိုတော့ကိုနေပေးပါပြီးရင်မိတ်ဆွေမွေးတဲ့ရက်ကိုထည့်ပေးပါပြီးရင်နောက်ဆုံးတစ်ခုဖြစ်တဲ့ year ဆိုတာကိုနေပါနေပြီးရင်မိတ်ဆွေမွေးတဲ့ခုနှစ်ကိုထည့်ပေးပါအကုန်လုံးထည့်ပြီးသွားပြီဆိုရင်တော့ next ဆိုတာကိုနှိပ်ပေးပါအခုဆိုရင်ကျွန်တော်တို့ရဲ့ email တွေကို coconut ချောင်းလို့ပို့ထားတယ်လို့ပြောပါတယ်အဲ့ဒီ coconut တွေကိုကျွန်တော်တို့ကဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ရဲ့ email တွေကိုသွားပါပြီးရင်ဒီမှာ Microsoft account လို့ပေါ်နေတဲ့နေရာကိုနှိပ်ပေးပါနေပြီးရင်တော့ပေါ်ကုန်နဲ့ဆွဲတင်ပေးပါ security code ဆိုတဲ့ဘေးကကနက်ချောင်းလို့ကိုမှတ်ထားပေးပါပြီးရင်တော့ Bing application တွေကိုသွားပါဒီမှာ coconut တွေကိုထည့်ပေးရပါမယ်ပြီးရင်တော့ next ဆိုတာကိုနှိပ်ပေးပါဒီမှာကကျွန်တော်တို့ဟာလူလားဆက်ယူလားဆိုတာကို verify လုပ်ရမှာဖြစ်ပါတယ်ဒီနေရာမှာ soft business ဆိုတာကိုနှိပ်ပါဒါဆိုရင်ဘယ်ဘက်ကလက်နဲ့ထွေးပြထားတဲ့ရက်စီကိုညာဘက်ကကိုလက်ပေးရမှာဖြစ်ပါတယ်ဒီလက်ဟာဆိုရင်အရှိတောက်ဘက်ကိုလက်ထားတယ်ပေါ့နော်ဒီခုံကတော့နောက်တောင်ဘက်ကိုလက်ထားတာဖြစ်တဲ့အတွက်ကိုညာဘက်စီလက်ပေးရမှာဖြစ်ပါတယ်ဒီအောက်ကမြားလေးကိုနှိပ်ပြီးတော့လဲလိုက်ပါမယ်ဒါဆိုရင်တော့တူသွားပါပြီပြီးရင် submit ဆိုတာကိုနှိပ်ပါဒါဆိုရင်တော့ကျွန်တော်တို့ verify လုပ်တာအောင်မြင်သွားပါပြီခုဆိုရင် configure လည်းပြီးသွားပါပြီပုံလေးတွေကိုစာလုပ်ကြပါမယ်ဒီအောက်ကလေးတော့ပုံလေးကိုနေပေးပါပြီးရင် image creator ဆိုတာကိုနေပေးပါပြီးရင်တော့ description မှာပေးထားတဲ့စာတွေကို copy ယူလိုက်ပါပြီးရင်ဒီပုံလေးထဲကိုဖိထားပေးပါပြီးရင် page ဆိုတာကိုနေပေးပါအခုလိုထည့်ပြီးသွားရင်တော့ဒီစာရဲ့ပုံကိုရအောင်ဆွဲချပေးလိုက်ပါပြီးရင်ယောက်ျားလေးတမော့မိန်းကလေးလို့ရေးထားတဲ့နေရာမှာမိတ်ဆွေကယောက်ျားလေးဆိုရင် wine လို့ထည့်ပေးပါမိန်းကလေးဆိုရင်တော့ gas ဆိုပြီးတော့ထည့်ပေးပါမတက်ခင်မှာဒီမှာစာလေးကိုရေးလို့ဖြတ်လိုက်ပါကျွန်တော်က file ဆိုပြီးတော့ထည့်လိုက်ပါမယ်ပြီးရင် social media logo ဆိုတော့နောက်မှာမိတ်ဆွေလုပ်ချင်တဲ့ platform ကိုထည့်ပေးပါ Facebook ဆိုရင် Facebook YouTube ဆိုရင် YouTube ဆိုပြီးတော့ထည့်ပေးပါမတက်ခင်မှာဒီ queen လေးပါဝင်ဒီ tag အစာတွေကိုလို့ဖြတ်လိုက်ပါပြီးရင်ကျွန်တော်က Facebook ဆိုပြီးတော့ထည့်လိုက်ပါမယ်မိတ်ဆွေကတော့မိတ်ဆွေလိုချင်တဲ့ platform မျိုးစားကိုထည့်ပေးပါပြီးရင် watch ချင်တဲ့ပုံစံဆိုတဲ့နေရာမှာမိတ်ဆွေက watch ချင်တဲ့ WhatsApp တွေကိုထည့်ပေးရပါမယ်ကျွန်တော်က share and back ဆိုပြီးတော့ထည့်လိုက်ပါမယ်ဒီစာတွေကိုရေးဖျက်လိုက်ပါမယ်ပြီးရင်ထည့်လိုက်ပါမယ်ပြီးရင်အရောင်ဆိုတဲ့နေရာမှာဖက်နဲ့အရောင်ကိုထည့်ပေးရပါမယ်ကျွန်တော်ကအဖြူထဲမှာဖြစ်လို့ white ဆိုပြီးတော့ထည့်လိုက်ပါမယ်ပြီးရင် voice of gas ဆိုတဲ့နေရာမှာမိတ်ဆွေကယောက်ျားလေးဆိုရင် voice ဆိုတာကိုထည့်ပေးပါကျန်တဲ့ queen လေးရန် gas ဆိုတာလေးကိုတော့ဖြတ်လိုက်ပါမိန်းလေးဆိုရင်တော့ gas ဆိုပြီးတော့ထည့်ပါပြီးရင်ဒီ Facebook နဲ့ TikTok ဆိုတဲ့နေရာမှာလည်းမိတ်ဆွေလုံးဝ platform ကိုရွေးပေးပါကျွန်တော်က Facebook အတွက်လုံးဝဖြစ်တဲ့အတွက် Facebook ဆိုပြီးတော့ထည့်ပါမယ်ပြီးရင်မိတ်ဆွေရဲ့နာမည်လို့ရေးထားတဲ့နေရာမှာမိတ်ဆွေပေးစီချင်တဲ့နာမည်ကိုထည့်ပေးပါဒီမှာစာတွေကိုရေးဖြတ်လိုက်ပါပြီးရင်ကျွန်တော်က test studio လို့ပဲရေးလိုက်ပါမယ်ဒါဆိုရင်တော့ပြီးသွားပါပြီအောက်က join and create ဆိုတာကိုနေပေးပါပြီးရင်တော့ခဏလေးစောက်ပေးပါဒါဆိုရင်တော့ပိုလေးတွေရလာပါပြီဒီတက်က message တဲ့ပိုလေးကိုနေလိုက်ပါပညာပြောင်းပြီးတော့လည်းရွှေ့လို့ရပါတယ်ဒီတက်က message တဲ့ပုံကို download ဆွဲမယ်ဆိုရင်ဘေးကအဆက်ကလင်း30ကိုနေပေးပါပြီးရင် download ဆိုတာကိုနေပေးပါဒါဆိုရင်တော့ download ဆွဲတာပြီးသွားပါပြီနောက်ထပ်အနေနဲ့ make clip ပုံလေးကိုထပ်လုပ်ပြပါမယ်ဒီပုံတွေကစာတွေကိုလုံးကိုဖြတ်လိုက်ပါပြီးရင် description ကစာတွေကို copy ယူပြီးတော့ထည့်လိုက်ပါ ဒီ
ဒီနေရာမှာရှေ့ကကျွန်တော်ပြောခဲ့သလိုပဲမိတ်ကလေးဆိုရင်မိတ်ကလေးဆိုတာတွေကိုရေးပေးပြီးတော့ဘောဆောင်ပုံစံတွေမိတ်ဆွေလုံးဆက်ခြင်းတဲ့ platform တွေကိုရေးပေးလိုက်ပါပြီးရင် create ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်တော့မိတ်ကလေးပုံလေးတွေရောက်သွားပါပြီဒီတက်က message တဲ့ protocol ကိုနှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်ပြတဲ့အဆက်ကလေး30ကိုနှိပ်ပေးပါနှိပ်ပြီးရင် download ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်တော့ download ဆွဲတာပြီးသွားပါပြီဒါကတော့အထာကျ profile ပုံလေးတွေကို AI အသုံးပြုပြီးတော့လုပ်ပြသွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာမိတ်ဆွေတဲ့သုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးပေးခဲ့ပါနောက်ထပ်ဗီဒီယိုတွေကြည့်ဖို့အတွက်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပေးပါပြီးရင်နားလေးရှိရင် comment မှာမေးပေးခဲ့ပါနောက်လာမယ့်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်